ကျွန်တော် channel မှာတင်ထားတဲ့ video နှစ်ပုဒ်ကိုကြည့်ပြီးတော့ဒီလို edit မျိုးဘယ်လိုလုပ်မလဲအားလုံးပဲမင်္ဂလာပါ Mons ပါကျွန်တော် channel လေးမှာ edit နဲ့ပတ်သက်တဲ့ channel တွေကိုအများနဲ့သိပေးနေရမှာ channel လေးကို like and subscribe လေးလုပ်ပေးပါဖို့ပြောချင်ပါတယ်ဆိုတော့ကျွန်တော်တို့ video လေးကိုစလိုက်ကြရအောင် Okay ကျွန်တော် edit စလုပ်တော့မယ်ဆိုရင်တချင်းနဲ့ဒီ keyframe တွေလိုက်မှတ်ရမှာပေါ့နော် keyframe ဘယ်လိုမှတ်လဲပြီးဘယ်လိုချရလဲဆိုတော့ကျွန်တော်ဒီ bar လေးဘယ်လိုချရလဲဆိုတော့ကျွန်တော်ဒီ video မှာသင်ပေးထားပါတယ်ဆိုတော့ကျွန်တော်ဘယ်လိုလုပ်လဲစလိုက်ကြရအောင်အရင်ဆုံးကျွန်တော်တို့ကကိုလုံးမဲ့ပုံလို့ထည့်မယ်ပေါ့နော်ကျွန်တော်ကတော့Okay ကျွန်တော်ပုံလုံးမဲ့ပုံလေးထည့်ရမယ် Okay အဲ့ဒါပြီးဆိုရင်ကျွန်တော်ပြီးကြပြီးဆိုရင်ပုံလေးတစ်သက်လာတာလုပ်မယ်ပေါ့နော်ပုံလေးတစ်သက်လာတာဟိုဘယ်လိုလုပ်မလဲဆိုရင်ကျွန်တော်ဒီမှာဒီဘားလေးကိုဖြည့်လိုက်ပါဖြည့်ပြီးကျွန်တော်ဒီမှာ FPS ကို30ပဲထားပါပြီးဆိုရင်ကျွန်တော်ဒီမှာ keyframe နှစ်ပါးမှပေါ့နော် FPS နှစ်ခုမြောက်မှာကျွန်တော် key ဘားတစ်ခုထည့်ချလိုက်ပါပြီးရင်ကျွန်တော်၄ခုမြောက်ပေါ့နော်၄ခုမြောက်မှာဘာတစ်ခုချပါမချအောင်ဆိုလည်းဒီတိုင်းမှတ်တော့လို့ရပါတယ်နှစ်ခုမြောက်မှာဒီပုံလေးကိုဖြတ်ဒီဒုတိယပုံလေးဖြတ်ပြီးတော့၄ခုမြောက်မှာဒီတိုင်းလေး slide ဖြတ်လိုက်ပါနော်ပြီးရင်ဒီပုံလေးဖြတ် Okay ကျွန်တော်ဒီမှာနှစ်ခုထပ်ပေါင်းရင်6ပေါ့နော်6ကိုလည်းထပ်ဖြတ်ပြီးရင်ကျွန်တော်ဒီပေါ်ဟာလေနှစ်ခုထပ်ပေါင်း10ပေါ့အဲ့လိုမျိုးကျွန်တော်နှစ်စိတ်စီကျွန်တော်ချလိုက်မယ်ပေါ့နော်ချပြီးဆိုကျွန်တော်အဲ့လေးကို copy ပြီးရင်ကျွန်တော်တို့ paste 4 layer အောင်နဲ့လိုက်ပါပြီးရင်10ခုပြတော့ပါလိမ့်မယ်အဲ့10ခုလုံးလည်းကျွန်တော် copy ယူလိုက်ပါပြီးရင် paste ထပ်ချပါကျွန်တော်အဲ့ဒါကိုနောက်ဆုံး keyframe ရောက်တဲ့ဒီလိုက်လို့ပြီးတော့ paste ချပါပေါ့နော်နောက်ဆုံးဒီ keyframe ရောက်တော့ပါလိမ့်မယ်ပုံတွေဘယ်လိုဖြတ်လဲဆိုတာတော့ကျွန်တော်တို့သူ့မူရင်းဗီဒီယိုဟာကိုကြည့်ပြီးတော့ပဲဖြတ်ပါဒါမှမဟုတ်ကိုကဖန်တီးနိုင်စွမ်းရှိရဆိုရင်တော့keyframe တွေဒီပုံတွေဖြတ်တာတွေကိုပါဖြတ်တော့တယ်တော့ကိုယ့်ဟာနဲ့ကိုယ်ပဲတခြားလုံးမရပါမယ်ကျွန်တော်တော့သူ့ဗီဒီယိုရဲ့အတိုင်းပဲဒီပထမပိုင်းတစ်ခုလုံးအဲ့လိုလာတာပေါ့နော်ကျွန်တော်လုပ်ပေးထားတယ်ပြီးရင်ကျွန်တော်တို့ဒီမှာဒီပုံစံရိုးရိုးကြီးမဖြစ်ချင်ဆိုရင် effect တစ်ခုထည့်အဲ့ဒါတော့ကျွန်တော် color and fade တွေကအောင်ဆောင်သွားလိုက်ပြီးဒီမှာ saturation and vibrance ဆိုတာလေးရှိရပြအဲ့ဒါကျွန်တော် saturation ကိုနောက်ဆုံးထိထားလိုက်ပါအဲ့ဒါကျွန်တော်ပြပါလိမ့်မယ်အဲ့လိုဖြစ်သွားရဆိုရင်ကျွန်တော်တို့က PNG တစ်ခုထပ်ထည့်မှာပေါ့နော် PNG တော့ကျွန်တော်PNG ဖြောက်တာလည်းကျွန်တော်ဗီဒီယိုတစ်ပုဒ်တက်လုပ်တင်ပေးထားပါတယ်ဆိုတော့ကျွန်တော်ဒီမှာ PNG လေးတစ်ခုထည့်လိုက်မယ် Okay PNG ကိုကျွန်တော်တို့ကဒီနောက်ဆုံးထိပဲထားမှာပေါ့နော် Okay ကျွန်တော်ဒီလိုထားပြီးဆိုရင်ကျွန်တော်အပေါ်ကွဲထွက်လာတဲ့ပုံလုံးမယ်ကွဲထွက်လာတဲ့ပုံကကျွန်တော် motion နဲ့ရပဲထပ်ပြီးပုံတစ်ပုံထပ်ယူရမှာပေါ့နော်ဒီပုံမှာဆိုရင်ကျွန်တော် shade လေးတစ်ခုထပ်ထည့်လိုက်မယ်ထည့်ပြီးဆိုရင်ကျွန်တော် move and transform နဲ့နေအသေးကြီးလောက်ရတယ်တော့ပြီးဒီ layer ဟာလေးနဲ့တစ်ချက်နေလိုက်ပေါ့နော်အဆုံးကွဲသွားလိုက်မယ်ပေါ့အဲ့လိုကွဲသွားဆိုရင်ကျွန်တော်ဒါလေးကိုရှည်လိုက်ပေါ့နော်အခါလေးနဲ့ဆွဲပြီးအားကြီးဒီပုံမှာ keyframe တစ်ခုထပ်ချပြီးဆိုရင်ကျွန်တော်ဒီပေါ်ဘာကို0ထားလိုက်ပေါ့ထားပြီးဆိုရင်ကျွန်တော်ဒီနောက်ဆုံးထိတွားလိုက်မယ်တွားပြီးရင် keyframe တစ်ခုထပ်ချပြီးတော့ဒါကိုအပြည့်ဖြစ်အောင်ချဲလိုက်မယ်နော်ချဲပြီးဆိုရင်ကျွန်တော်တို့ keyframe ပြီးရင် grab ချမယ် grab ကိုတော့ကျွန်တော်ဒီ grab လေးနဲ့ပဲထားလိုက်တယ်ပြီးဆိုရင်ကျွန်တော်ဒါဖြတ်လိုက်ဖြတ်ပြီးဆိုရင်ကျွန်တော်တို့ဒီခဏထည့်ထားတဲ့ပုံနဲ့အဲ့ group ကိုဆက်လက်မှတ်လိုက်မယ်အဓိကရေးကြည့်တာကဒီ shape ကပေါ့နော်ပုံရဲ့အပေါ်မှာရှိနေမှာရပါမယ်အဲ့လိုလုပ်ပြီးဆိုရင်ကျွန်တော်ဒီဘက်ညာဘက်ဘေးဆုံးက group လောက်တဲ့ဟာလေးပေါ့နော်အဲ့လေးတစ်ချက်လောက်လိုက်မယ်အဲ့ဒါဒီတိုင်းလေးဖြစ်တော့ပါလိမ့်မယ် Okay အဲ့ဒါကိုကျွန်တော်ဒီခြားတဲ့ shadow လေးထည့်လိုက်တာပိုအဆင်ပြေတယ်ပေါ့နော်အဲ့ဒါအတိုင်းဖြစ်တော့ပါလိမ့်မယ်ပြီးရင်နောက်ကနေပြီးတော့အဖြူချောင်းလေးနဲ့ဘယ်လိုလာလဲပေါ့နော်ကျွန်တော်ဒီမှာဒီလိုမျိုးတက်ဆက်လာတာလေးပေါ့နော်အဲ့ဘယ်လိုလုပ်လဲကျွန်တော်တစ်ချက်ပြပြပေးပါမယ်အမှန်တကယ်တော့အဲ့ဒါအသက်ပါပဲဒီ edit မှာတော့ဆိုတော့ကျွန်တော်ပုံတစ်ပုံထပ်ထည့်လိုက်မှာပေါ့နော် Okay ကျွန်တော်ဒီပုံထည့်လိုက်မှာပေါ့နော်ထည့်ပြီးဆိုရင်ကျွန်တော်တို့ကဒါကိုkeyframe 10ခုရှိလို့ပေါ့နော်ကျွန်တော်10ပုံခွဲလိုက်မယ်ဒါကကျွန်တော်10ပါးခွဲထားပါပေါ့နော်ဘာလို့ဆိုတော့သူ edit မှာလည်း10ပါးခွဲထားလို့ပါဆိုတော့10ပါးစုံခွဲလိုက်မယ်နော်ကျွန်တော်ဒီမှာ copy paste လုပ်လိုက်မယ်ပြီးရင်ဆိုရင်ကျွန်တော်တို့ကဒီမှာ shade လေးထည့်မယ်ပေါ့နော် shade ကိုတော့ကျွန်တော်တို့10ပါးကိုဒီ sequence အပြည့်ဖြစ်တဲ့အထိထားမယ်ပေါ့နော်ကျွန်တော်ကတော့မှန်းပြီးတော့ပဲဒီလောက်လေးနဲ့ထားလိုက်မယ်ဒါတော့ဆိုရင်10ခုပြည့်ရင်ရတာပါ
ဆိုတော့အဲ့ဒါလည်းကျွန်တော်တို့က10ခုအပြည့်လိုက်လို့နော်10ခုမပြည့်ကျွန်တော်9ခုပဲဖြစ်နေပေါ့နော်အဲ့ကြတော့ကျွန်တော်ထပ်ပြီးတော့ထပ်လုပ်အောင်မယ်ဘယ်လိုကိုကအဲ့လိုမညီဘူးဆိုရင်အစနေပဲပြန်လုပ်လိုက်ပါဘာမှအပန်းမကြည့်ဘူးပေါ့နော်မဟုတ်ရင်အတိတ်ကတောင်းရင်ဖြစ်ပြီးမလှတာမျိုးဖြစ်သွားတယ်ဆိုတော့ကျွန်တော်အဲ့ဒါလေးကိုနည်းနည်းပြန်သေးလိုက်ပြီးတော့တစ်ခေါက်ထပ်လုပ်တယ်ပေါ့နော်โอเคကျွန်တော်ဒီတစ်ခါမှတော့ကွက်တီလောက်သွားကြရပါတော့ကျွန်တော်တို့ကရှစ်ခုရအောင်ပေါ့နော်ရှစ်ခုရအောင်ဆက်လက်မှတ်ပြီးဒီနောက်ထိဖြတ်လိုက်ပါဖြတ်ပြီးကျွန်တော်ဒီမှာ copy 8 layer ဆိုရှိပါတယ်အဲ့ဒါလည်းတစ်ချက်နေပြီးဆိုရင်ကျွန်တော်ဒီ shape နဲ့ပုံနဲ့ကိုဆက်လက်မှတ်ပြီးတော့ group ဟာလေးကိုတစ်ချက်နေပြီပေါ့နော်ဒီ layer ဟာလေးနဲ့ group လိုက်လုပ်ပေးမယ်โอเคအဲ့လို group လေးလိုက်လုပ်ပြီးဆိုရင်ကျွန်တော်တို့က group 2ကတော့ပထမဆုံးအပိုင်းလေးပေါ့နော်အခုပြထားတယ်ပထမဆုံးပိုင်းလေးဆိုတော့ဒီတိုင်းပဲထားမယ် group 3ကဒုတိယပိုင်းဆိုတော့ဒီနားလေးမှာကျွန်တော်ဖြတ်လိုက်မယ်အဲ့လေးကိုကျွန်တော်တို့အစင်လိုက်လေး negative ပုံစံမျိုးလေးဖြတ်လိုက်မယ်ပေါ့နော်အဲ့ဆိုရင်ကျွန်တော်ဒီတိုင်းလေးဖြစ်သွားတယ်ပြီးဆိုရင်ကျွန်တော်တို့ခဏမှcopy ယူထားတဲ့အဲ့ layer ကိုပတ်ချလိုက်ဒီတိုင်းလေးဖြစ်သွားလိမ့်မယ်။မှာကျွန်တော်တို့ဒီ rectangle 1ပေါ့နော်။ rectangle 1ကိုကျွန်တော်တို့ဒီပထမဘားမှာတစ်ချက်နှိပ်ပြီးတော့ကျွန်တော်ဒီဟာလေးနဲ့ဒီတိုင်းလေးဖြတ်လိုက်မယ်။ဖြတ်ပြီးကျွန်တော်ဖြူအောင်ပြောင်းလိုက်မယ်။ Okay rectangle 2ကိုတောက်မယ်။ဒီ copy ထား rectangle 2ကိုလည်းအတိုင်းပဲအရှိရောနာကိုဖြတ်ပြီးဒီ FPS တစ်ခုစာလောက်ကိုပဲ layers ကိုထားလိုက်မယ်။ထားပြီးဖြူအောင်ထပ်ပြောင်းမယ်။အတိုင်းပဲကျွန်တော်တို့ဒါကိုလည်းရှင်းနောက်ဖြတ်ပြီးတော့ကျွန်တော် FPS တစ်ခုစာလောက်ပဲလိုက်ပြီးထားပြီးမို့နော်โอเคအဲ့ဒါကျတော့ reset ဒီတိုင်းလေးရပါလိမ့်မယ်โอเคအဲ့လိုရပြီးတော့ကျွန်တော်နောက်ဆုံးပုံပေါ့နော်နောက်ဆုံးတော့မဟုတ်ဘူးနောက်ထပ်တစ်ပုံရောက်သွားပြီတပုံပြောင်းတဲ့ချိန်မှာဆိုရင်ကျွန်တော်တို့ကဒီပုံမှာ shade လေးတစ်ခုထပ်ထည့်လိုက်မယ်ထည့်ပြီးဆိုရင်ကျွန်တော်တို့အပြည့်ဖြည့်လိုက်မယ်ဖြည့်ပြီးဆိုရင်ကျွန်တော်တို့ကဖြူအောင်ထပ်ပြောင်းလိုက်မယ်ပြောင်းပြီးကျွန်တော်တို့3စက္ကန့်စာလောက်ဒါမှမဟုတ်လေကိုတင်တော်မယ်နေထားလောက်ဒီပေါ့နော်ဖြတ်ပြီးကျွန်တော်တို့ opposite ဒီမှာကျွန်တော်တို့ဒီ opposite ဒီမှာဒါလေးကိုအဆုံးထိထားလိုက်အဲ့ဒါဒီတိုင်းလေးဖြစ်သွားလိုက်အဲ့လိုဖြစ်တာကြီးဆိုရင်ကျွန်တော်နောက်တစ်ပုံပြောင်းတဲ့အခါမှာလည်းအဲ့တိုင်းပဲပေါ့နော်ဒါလေးကို copy ယူလိုက်ပေါ့ဒါတော့ကျွန်တော်ဒီဆုံးထိထားလိုက်မယ်ပြီးဆိုရင်ကျွန်တော်ဒီပုံမှာသူကဘယ်ပြောမလဲရှေ့လေးတက်လေးနဲ့ပေါ့နော်လောက်တာဆိုတော့အဲ့ဒါကိုဘယ်လိုလုပ်ရလဲတစ်ချက်ပြပေးမယ်ဒီပုံပဲထားပါဒီပုံလုံးမယ်ဆိုရင်ကျွန်တော်တို့ကရှေ့လေးတစ်ခုယူလိုက်ပါနော်ရှေ့လေးတစ်ခုယူပြီးကျွန်တော်သူကတောင်လိုက်ရင်လာတောင်လိုက်ပြီးတော့မှအလဲရလိုက်လာပေါ့နော်အကြတော့ကျွန်တော်တောင်လိုက်နဲ့အဆင်ပြေလို့လေကျွန်တော်တို့ဒီလဲရဟာလေးနဲ့ grow လုပ်လိုက်မယ်အဲ့ဆိုဒီတန်းလေးရအောင်လိုက်မယ်အဲ့လိုရပါဆိုရင်ကျွန်တော်ဒါကိုခဏဟာပြန်ပြီးထုတ်လိုက်ပါနော်ဒီအစိမ်းရဟာကိုကျွန်တော်နှစ်ခုလုံးမှရမှာအဲ့ကြတော့ဒါကို grow လုပ်ပြီးဆိုရင်ဒီနှစ်ခုစုံကိုကျွန်တော်လဲနားလေးလောက်ကိုရွှေ့လိုက်မယ်ရွှေ့ပြီးဆိုရင်ကျွန်တော်တို့ကဒီဘောဟာကိုခဏအတိုင်းပဲအဖြူအောင်ပြောင်းလိုက်မယ်ဒီတိုင်းလေးဖြစ်တာလေးပဲအဲ့ဒါကိုကျွန်တော်တို့က shadow ထည့်မှာပေါ့နော် shadow ထည့်ပြီးဆိုရင်ဒီစုံကိုပြန်သွားပြီးပိတ်လိုက်မယ်ကိုထားချင်တဲ့အနေထားလောက်ကိုသွားပြီးပိတ်ရမှာပေါ့နော်ပြီးဆိုရင်ဒုတိယမြောက်ပုံကိုကျတော့ကျွန်တော်တို့အလဲရလိုက်ပေါ့ horizontal ထားမယ်ပေါ့နော် horizontal ထားမယ်ဆိုရင်ကျွန်တော်တို့ကပေါ်တော်ပုံထပ်ထည့်လိုက်မယ်ပေါ်တော်ပုံထည့်လိုက်မယ်ပေါ့နော်ပေါ်တော်ပုံထည့်ပြီးတော့ကျွန်တော်တို့ shade တစ်ခုထပ်ထည့်ရမယ်ဒီခါတော့ကျွန်တော်တို့လဲရလိုက်လေးထည့်ရမယ်โอเคဒီတိုင်းလေးအဲ့ဒါကျွန်တော်တို့ထားခြင်းနဲ့ပုံဖြတ်ခြင်းဘိုင်းမှာတော့ဖြတ်ထားလိုက်မယ်ထားပြီးဆိုရင်ကျွန်တော်တို့အဲ့ဒါကိုလည်းနှစ်ခုပွားလိုက်မယ်ပွားပြီးဆိုရင်ကျွန်တော်တို့ဒါကို grow လုပ်လိုက်မယ်ဒါကိုလည်းအဖြူအောင်ထားလိုက်မယ်အဲ့ပြီးကျွန်တော်တို့ကအဲ့ဒါနှစ်ခုစုံဆက်လက်မှတ်ပြီးတော့ဒီပုံရဲ့အလဲလောက်ပေါ့နော်ကျွန်တော်ဒီနားလေးထောက်ပြီးထားလိုက်မယ်အဲ့ဆိုရင်ကျွန်တော်ဒီဘောဟာလေးကိုလည်းခဏတိုင်းပဲ FPS တစ်ခုစာလောက်ပဲထားလိုက်မယ်ပေါ့နော်ပြီးရင်ဒီတိုင်းလေးဖြစ်သွားလိမ့်မယ်အဲ့ဆိုရင်ကျွန်တော်ဒီ grow ကိုလည်းကျွန်တော် shadow ထည့်လိုက်မယ်အဲ့ဆိုရင်ကျွန်တော်တို့ဒါလို result လေးရလာပါလိမ့်မယ်
ဆိုတော့ဒီနေ့ဗီဒီယိုလေးကဒီလောက်ပါပဲအားလုံးပဲအဆင်ပြေကြလိမ့်မယ်လို့မျှော်လင့်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြရအောင်အားလုံးပဲဘိုင်ဘိုင်